လေကြရင်လေလူတွေနဲ့ရမ်းကိုချုပ်ထွေးနေတဲ့မျိုးပြကြီးကနေဝေးတဲ့အဝေးဆုံးကိုထွက်သွားခြင်းမိတယ်မဟုတ်လားကျွန်တော်လည်းအဲ့ဒီလိုပါပဲအလုပ်တွေလူတွေပူပင်မှုတွေအားလုံးကိုထားခဲ့ပြီးစိတ်စီရာသွားရင်လူသူခင်းမဲ့တဲ့တောကြီးတစ်ခုတည်းကိုကျွန်တော်ရောက်လာခဲ့တယ်ဒီနေရာကတောနဲ့တယ်ဆိုပေမဲ့တမျိုးလေးအေးချမ်းတယ်အောက်ကနေကြည့်ရင်တပင်ကြီးတွေကကောင်းကင်ကိုဖုံးထားပြီးနေအောင်ကြီးကတစ်ကိုင်းကြားတွေကနေဖြာထွက်နေတော့ပကြီးကားတစ်ချက်လိုပါပဲကျွန်တော်ခြာနေတဲ့ငြိမ်းချမ်းမှုဆိုတာဒါမျိုးပေါ့တောနဲ့တယ်လမ်းလျှောက်ရင်းနဲ့ဘဝမှာတစ်ခါမှမရနိုင်တော့တဲ့ဘယင်းနဲ့တင်းတင်းလေးတစ်ခုကျွန်တော်ရလိုက်တယ်အဲ့ဒီနန်းကအရန်ကိုထူးဆန်းတာပဲဗျာစိတ်ကိုလန်းဆန်းသွားစေသလိုလိုတစ်ဖက်မှာလည်းစုံတစ်ခုကဆွဲဆောင်နေသလိုမျိုးပေါ့ကျွန်တော်အဲ့ဒီနန်းနောက်ကိုလိုက်သွားမိတယ်ခလန်းလမ်းမှာတော့ကြည်လင်နေတဲ့ရေကန်တစ်ခုအဲ့ဒီရေကန်တစ်ဘေးမှာကြောပေးပြီးထိုင်နေတဲ့မိန်းကလေးတစ်ယောက်ဒီလိုတွန်းတဲ့ထဲမှာဒီလိုချိန်ကြီးမိန်းကလေးတစ်ယောက်ထဲလာကျွန်တော်လည်းကြောင်သွားပြီးခဏရက်ကြည့်နေမိတယ်သူမရဲ့စပင်တွေကခါးတိခြေကျနေပြီးအသားတွေကလည်းလားရအောက်ကပလဲလေးလိုဝင်းပနေတာပဲဗျာကျွန်တော်စိတ်မထိန်နိုင်ပဲတလန်းချင်းတိုးသွားမိတယ်ဟိုမဒီမှာဘာလုပ်နေရလဲကျွန်တော်အတန်ကြောင့်သူမဖြည်းဖြည်းချင်းလှည့်ကြည့်လာတယ်အဲဒီချိန်မှာပဲကျွန်တော်လုံးဝဆုံးအားသွားရတယ်သူမရဲ့မျက်လုံးတွေကလူတွေရဲ့မျက်လုံးနဲ့မတူအပြာရောင်ကိုတောက်နေတာပဲဗျာသူမကကျွန်တော်ကိုကြည့်ပြီးခက်ရဲလေးပြုံးပြတယ်ပြီးတော့ဘာစကားမှမပြောပဲလက်ညှိုးလေးကိုသူမရဲ့နှာခမ်းပေါ်တင်လိုက်တယ်ကျွန်တော်တိုးတိုးနေဆိုတဲ့သဘောပေါ့အဲဒီနောက်မှာတော့ကျွန်တော်မျက်စိရှေ့မှာတည်းမယုံနိုင်စရာအဖြစ်တစ်ခုဖြစ်သွားတယ်အဲတော့သူမရေကန်ထဲကိုဖြည်းဖြည်းချင်းဆင်းသွားတယ်ရေမျက်နှာပြင်နဲ့ထိလိုက်တဲ့အချိန်မှာပဲသူမရဲ့ကိုယ်ပေါ်မှာရောင်စုံလက်ပြလေးတွေဝိုင်းဖွဲလာပြီးသူမကလည်းရေငွေ့တွေလိုပဲတဖြည်းဖြည်းမီးမိန်ပြောက်ခွေသွားတော့တယ်ကျွန်တော်အဲ့ဒီနာကိုအပြေးလွှာသွားကြည့်မိပြီပဲရေကန်ဘေးမှာသူမစီကပန်းပွင့်လေးတွေနဲ့ရက်လောက်ထားတဲ့လက်ပတ်လေးတစ်ခုပဲကျန်ခဲ့တယ်ကျွန်တော်လက်ပတ်လေးကိုကောက်ယူကြည့်လိုက်တဲ့အချိန်မှာပဲတောအုပ်ကြီးတစ်ခုလုံးကနေမိန်းကလေးတစ်ယောက်ရဲ့ရေတံလွတ်လွတ်လေးကပဲ့တင်တက်သွားတော့တယ်ဒါနဲ့ကျွန်တော်တွေးမိတာကသူမကလူတစ်ယောက်မဟုတ်တာတော့သိကြတယ်ဒါဆိုရင်ပါလေတရေလား